မင်္ဂလာပါရှင်။ဩဂတ်စ်လ15ရက်နေ့နေ့လည်ခင်းအထိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးပါမယ်။ကျွန်မထထအိန္ဒြာအောင်ပါ။အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ကြမှာပါ။ And after we finish defeating Iran, which is being very badly defeated, pretty soon I'll be declaring the Hormuz Strait a territory of the United States. ဟော်မုဇ်ရေလက်ကြားကိုအမေရိကန်ပိုင်နက်အဖြစ်မကြာခင်ကြေညာသွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဟော်မုဇ်ဟာအီရန်နိုင်ငံတောင်ပိုင်းကမ်းလွန်ရေပြင်မှာတည်ရှိနေပြီးနိုင်ငံတကာစွမ်းအင်တင်ပို့မှုတွေမှာအဓိကအကျဆုံးရေလမ်းကြောင်းတွေကတစ်ခုလည်းဖြစ်ပါတယ်။လက်ရှိအီရန်နဲ့အမေရိကန်တို့စစ်ပွဲဖြစ်ပွားနေရမှာအီရန်ဟာအမေရိကန်ကိုဖိအားပေးတဲ့အနေနဲ့ဟော်မုဇ်ရေလက်ကြားကိုပိတ်ဆို့ထားပါတယ်။ဩဂတ်စ်လ14ရက်နေ့မှာတော့ထရမ့်ကအီရန်ကိုအမေရိကန်ကအနိုင်ယူပြီးရင်တိတ်မကြခင်မှာပဲသူဟာဟော်မုဇ်ကိုအမေရိကန်ရဲ့ပိုင်နက်နယ်မြေတစ်ခုအဖြစ်ကြေညာမယ်လို့ပြောကြားခဲ့ပါတယ်။အီရန်ဟာဆွဆွရွာကြီးရှုံးနိမ့်သွားလိမ့်မယ်လို့လည်းနယူးယောက်ပြည်နယ်မှာပြုလုပ်တဲ့နိုင်ငံရေးထောက်ခံစုဝေးပွဲအစီအစဉ်မှာထရမ့်ကထည့်သွင်းမှတ်ချက်ပေးခဲ့ပါတယ်။အစောပိုင်းမှာလည်းထရမ့်ကဟော်မုဇ်ရေပြင်ဟာအမေရိကန်ရဲ့အပြေအဝထိန်းချုပ်မှုအောက်မှာရှိနေတယ်လို့လူမှုကွန်ရက်မီဒီယာမှာရေးသားခဲ့ပြီးအီရန်ကတော့အဲ့ဒီအဆိုကိုပယ်ချသွားခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ဟော်မုဇ်ဟာအီရန်ရဲ့စီမံခန့်ခွဲမှုအောက်မှာပဲရှိနေပြီးအီရန်ကပဲအပြည့်အဝထိန်းချုပ်ထားတာအားလုံးလေးတွေ့နိုင်ကြောင်းအီရန်အစိုးရအရာရှိတအုပ်ကပြောကြားခဲ့ပါတယ်။အမေရိကန်ဟာအီရန်ရဲ့တကယ်အင်အားအစစ်အမှန်ကိုမျက်ဝါးထင်ထင်တွေ့မြင်နေရပြီလို့လည်းသူကဆိုပါတယ်။အီရန်ရဲ့ပူပေါင်းစစ်စင်ရေးဌာနချုပ်ကလည်းအီရန်ကခွင့်မပြုရင်ဘယ်ရည်ရင်မှဟော်မုဇ်ရေလက်ကြားကိုဖျက်ဆီးသွားလို့မရကြောင်းထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာလည်းအမေရိကန်ဟာအီရန်ရဲ့စီးပွားရေးထိခိုက်ပြိုလဲသွားအောင်ဖိအားပေးဖို့အတွက်အီရန်စိတ်ကမ်းတွေကိုပြစ်မှတ်ထားပြီးရေတပ်အင်အားနဲ့ပိတ်ဆို့ထားပါတယ်။အမေရိကန်ရေတပ်ကပိတ်ဆို့မှုကိုပိုင်နိုင်ဆက်လုပ်ထားပြီးအမေရိကန်သဘောမတူရင်ဘယ်သင်းမောမှဖျက်ဆီးခုံမောင်းလို့မရကြောင်းထရမ့်ကသူ့ကိုအားပေးထောက်ခံနေတဲ့လူအုပ်ကြီးရှေ့မှာကြွေးကြော်သွားပါတယ်ရှင်။မက်ဂနီကျူ9.9အဆင့်ဖျက်အားပြင်းငလျင်ကြီးတစ်ခုအင်ဒိုနီးရှားကမ်းလွန်ပင်လယ်ပြင်မှာလှုပ်ခတ်ခဲ့ပြီးဆူနာမီရေလှိုင်းအန္တရာယ်သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။ဩဂတ်စ်လ15ရက်မနက်ပိုင်းကအင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းကဖလိုရက်စ်ကျွန်းရဲ့မြောက်ဘက်ကမ်းလွန်ရေပြင်မှာငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ငလျင်ဟာပင်လယ်ကျမ်းမြေအောက်မြေတိမ်ပိုင်းကိုဦးတည်ခဲ့တယ်လို့ယုံကြည်ရပါတယ်။ဆူနာမီသတိပေးချက်ထွက်ပေါ်လာတဲ့နောက်ကမ်းရိုးတန်းဒေသတွေကလူတွေရပေါင်းများစွာအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။ငလျင်လှုပ်တဲ့နေရာတဝိုက်မှာနောက်ဆက်တွဲငလျင်တွေပါဇက်တိုက်လှုပ်ခတ်နေပြီးတော့အပြင်းဆုံးတစ်ခုကမက်ဂနီကျူ6.1အထိတိုင်းတာရရှိခဲ့ပါတယ်။အင်ဒိုနီးရှားမိုးလေဝသရာသီဥတုနဲ့ဘူမိရူပအေဂျင်စီ PMKG ကငလျင်ရဲ့လှုပ်ခတ်မှုပုံစံနဲ့သဘောတရားတွေကဆူနာမီရေလှိုင်းဖြစ်ပေါ်နိုင်တဲ့အခြေအနေမျိုးနဲ့ကိုက်ညီနေကြောင်းအရှေ့နူဆာတန်ဂါရာတောင်ပိုင်းဆူလာဝေစီအနောက်နူဆာတန်ဂါရာဒေသတွေစီဆူနာမီရေလှိုင်းတွေရိုက်ခတ်တာမျိုးကြုံလာနိုင်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ငလျင်ကြောင့်အမြင့်မီတာဝက်ကနေ3မီတာရှိတဲ့ဆူနာမီလှိုင်းတွေဖြစ်ပေါ်နိုင်တယ်လို့လည်း BMKG ကသတိပေးထားပါတယ်။ငလျင်ဗဟိုချက်နဲ့ကီလိုမီတာ2400လောက်ကွာဝေးတဲ့ Flores ကျွန်းပေါ်က Momeri မြို့မှာလည်းဒေသခံတွေဟာကုန်းမြင့်ပိုင်းနေစီအစောတလင်းရွှေ့ပြောင်းကုန်ပါတယ်။ငလျင်ကြီးအပြီးကင်မရာမှာပင်လယ်ရေမျက်နှာပြင်ကနောက်ဆုတ်သွားတာကိုအထင်ရှားသတိပြုမိတဲ့အတွက်လည်းအခြေအနေကပိုပြီးတော့အရေးကြီးဖြစ်လာပါတယ်။ဒီပြောင်းလဲဟာဆူနာမီလှိုင်းလုံးတွေရိုက်ခတ်မလာခင်ကြုံရလိမ့်ရှိတဲ့သဘာဝဖြစ်စဉ်တစ်ခုပါ။ငလျင်လှုပ်ခတ်ပြီးထိခိုက်ဒဏ်ရာရမှုသတင်းတွေမကြားသေးပေမဲ့နေအဆောက်အုံပျက်စီးမှုတွေတော့ရှိခဲ့ပါတယ်။ငလျင်လှုပ်ခတ်မှုအပြီးမှာတော့ကမ်းရိုးတန်းနေရာတချို့မှာ20နဲ့30စင်တီမီတာလောက်ရှိတဲ့ဆူနာမီလှိုင်းငယ်တွေစတင်ရိုက်ခတ်လာတာကိုထောက်လှမ်းတွေ့ရှိထားပါတယ်။အင်ဒိုနီးရှားဟာပစိဖိတ်မီးခွင်းဒေသလို့ခေါ်ဝေါ်တဲ့ရေအောက်မီးတောင်ရဝန်းနဲ့ဆက်ဆက်တည်ရှိပြီးတော့ငလျင်လှုပ်ခတ်မှုတွေနဲ့မကြာခဏကြုံရပါတယ်။2004ခုနှစ်ကတော့လူသမိုင်းမှာအဆိုးဆုံးငလျင်လှုပ်ခတ်မှုနဲ့နောက်ဆက်တွဲဆူနာမီရေလှိုင်းရိုက်ခတ်မှုတစ်ခုကိုအင်ဒိုနီးရှားမှာကြုံတွေ့ခဲ့ပါတယ်။မက်ဂနီကျူ9.1အဆင့်ဖျားပြင်းငလျင်ကြီးနဲ့ဆူနာမီရေလှိုင်းတွေကြောင့်အင်ဒိုနီးရှားမှာလူပေါင်း1,900,000 လောက်အပါအဝင်စုစုပေါင်းလူ2,200,000အသက်ဆုံးရှုံးခဲ့ရပါတယ်။2018ခုနှစ်တုန်းကလည်းအင်ဒိုနီးရှားရဲ့ Lombok ကျွန်းမှာလှုပ်ခတ်ခဲ့တဲ့အားပြင်းတဲ့ငလျင်တစ်ခုကြောင့်လူ950ကျော်သေဆုံးခဲ့ပါတယ်။
အဲ့ဒီနှစ်နှောင်းပိုင်းမှာပဲမက်ဂနီကျူ9.5ငလျင်လှုပ်ပြီးတော့ဆူလာဝေစီမှာရှိတဲ့ပါလူကျွန်းကိုနောက်ဆက်တွဲဆူနာမီရေလိုင်းတွေရိုက်ခတ်ခဲ့တဲ့အတွက်အသေးအပြောက်4300လောက်ဖြစ်ပေါ်ခဲ့ပါတယ်ရှင်။ဆက်လက်ပြီးပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းပေါင်းနဲ့မြိုင်မြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့အာနာသိန်းစစ်တပ်ကိုတော်လှန်ရေးတပ်တွေကခုခံတိုက်ခိုက်တာကြောင့်စစ်တပ်ဘက်ကတေဆုံးထိခိုက်သူ90ကျော်ရှိပြီးလက်နက်ခဲယမ်းတွေတင်စီရရှိတယ်လို့မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်ကဒီနေ့မှထုတ်ပြန်ပါတယ်။အင်အား900ဝန်းကျင်နဲ့ပခုတ်ကူခရိုင်အတွင်းကိုမေလကစတင်ပြီးတော့လက်တလောအချိန်ထိစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုအညာတမစစ်စီရေးစုဖွဲ့မှုနဲ့စနစ်တကျစုဖွဲ့ပြီးခုခံတိုက်ခိုက်နေတယ်လို့ဩဂတ်လ15ရက်နေ့မှာမကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်ကထုတ်ပြန်ပါတယ်။စစ်ကြောင်းဟာဂျွန်လာဇန်ပိုင်းမှာမြိုင်မြို့နယ်ကတွင်းမရွာစခန်းကနေပေါင်းမြို့နယ်ထောက်ရှာပင်ရွာအဲဒီနောက်မြိုင်မြို့နယ်ကိုင်းတော်မရွာကိုဝင်ရောက်ခဲ့တာပါ။ကိုင်းတော်မှာဝက်ပုတ်ဘောရုံဘောင်ပင်တင်းမာရာကြီးပြင်တောင်စုံမှန်ရင်စားတဲ့ကြီးရွာလမ်းပိုင်းတွေကိုအသုံးပြုပြီးတော့စစ်ကြောင်းထိုးခဲ့တာလို့အသိပေးထားပါတယ်။အဲဒီစစ်ကြောင်းနဲ့အကြိမ်30ထပ်မင်းထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်တပ်ကအနည်းဆုံး90ဦးထပ်မင်းတိစုံခဲ့ပြီးတော့အများအပြားထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။စစ်တပ်ရဲ့တိစုံမှုနဲ့ထိခိုက်မှုအရေးအတွက်ကိုတော့ People Spring အနေနဲ့တိကျအတိမပြုနိုင်သေးပါဘူး။လက်နက်ခဲယမ်းတချို့ကိုလည်းသိမ်းဆည်းရရှိခဲ့တဲ့အပြင်ဗတ်ပြောင်းလာသူ4ဦးရှိပြီးအဲ့ဒီသူတွေရဲ့မိဘတွေနဲ့ချိတ်ဆက်ပြီးတော့နေရအသီးသီးကိုပြန်လဲပို့ဆောင်ခဲ့တယ်လို့အသိပေးပါတယ်။လက်ရှိအညာတမစစ်စင်ရေးမှာမကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်မကွေး Federal Unit စစ်ကြောင်းတွေဗမာပြည်သူလွတ်မြောက်ရေးတပ်တော် BPLA ပခုတ်ကူခရိုင် PDF တပ်ရင်းတွေပကဖတပ်ဖွဲ့တွေမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ဒေသရင်းတော်လှန်ရေးတပ်ဖွဲ့တွေပါဝင်ခဲ့တယ်လို့သိရပါတယ်။စစ်တပ်စစ်ကြောင်းကပေါင်းနဲ့မြိုင်မြို့နယ်အတွင်းကရွာပေါင်း17ရွာကနေအလုံး300ဝန်းကျင်ကိုမိရှုဖျက်ဆီးခဲ့ပြီးဒေသခံ24ဦးကိုတပ်ဖြတ်ခဲ့တယ်လို့မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်ကဆိုထားပါတယ်။စစ်တပ်ရဲ့စစ်ကြောင်းဟာပေါင်းနဲ့မြိုင်ဒေသအဆက်ကတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ရေနံတွင်းတွေစီကိုဥတီစစ်ကြောင်းထိုးနေပြီးတော့ရေနံမြေတွေကိုပြန်ထိန်းချုပ်ဖို့ကြိုးစားနေတာလို့စစ်ရေးသတင်းအမြစ်တွေကလည်းကနအူးသုံးသပ်ထားကြပါတယ်။စစ်တပ်ဘက်ကတော့တပ်ဖွဲ့ဝင်တွေရဲ့အကြဆုံးနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်တာမရှိသလိုအိမ်တွေကိုမိရှို့တာလူထုကိုတပ်ဖြတ်တာမရှိဘူးလို့အမြဲညင်းလေရှိပါတယ်ရှင်။ရန်ကုန်မြို့မှာပြည်သူတွေတွာလာရေးအတွက်အဓိကအားထားနေရတဲ့ YBS ကားတွေရဲ့ကားဟာလာမယ့်စက်တင်ဘာလ1ရက်ကစတင်ပြီးလက်ရှိနှုံနာထက်တိုးမြင့်ကောက်ခံသွားရမယ်လို့ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC ကအသိပေးလိုက်ပါတယ်။လာမယ့်စက်တင်ဘာလ1ရက်ကစပြီး400ချက်ကနေ600ချက်200ချက်ကနေ300ချက်အထိတိုးမြင့်ကောက်ခံမှာလို့အာနာသိန်းစစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ YRTC ရဲ့တွဲဖက်အတွင်းရေးမှူးဦးလျံကျင်မန်ကမနေ့ကဩဂတ်လ14ရက်ညနေပိုင်းမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအသိပေးပြောကြားလိုက်တာပါ။ဒါဟာစစ်တပ်ရဲ့တကြောပြန်အာဏာသိမ်းထားတဲ့9နှစ်တာအတွင်း YBS ကားတွေဒုတိယအကြိမ်မြောက်ဈေးတက်တာလည်းဖြစ်ပါတယ်။စစ်တပ်ရဲ့အာဏာသိမ်းမှုအပြီးတစ်နှစ်အကြာ2022ခုနှစ်ဖေဖော်ဝါရီလမှာပထမအကြိမ်အဖြစ် YBS ကားတွေဈေးတက်ခဲ့ပါသေးတယ်။လက်ရှိတက်တဲ့နှုံထားရဆိုရင်စစ်တပ်အာဏာမသိမ်းခင်ကကားနဲ့နှိုင်းယှဉ်ရင်ရန်ကုန်မှာကားတွေ90ရာခိုင်နှုန်းကျော်တက်သွားတာပါ။ဆီယနာမသိန်းခင်ကကားဟာခရီးတို့ဆိုရင်ကျပ်200ခရီးရှည်ဆိုရင်ကျပ်300သာရှိခဲ့တာပါအခုလိုကားတွေတိုးမြင့်ကောက်ခံတာက YBS ကားတွေတိုးချဲ့ပြေးဆွဲနိုင်ဖို့အပြင်ရင်းပြင်းစင်ရမှာလဲကုန်ကျစရိတ်တိုးမြင့်လာတာကြောင့်လို့အကြောင်းပြထားပါတယ်ကားတိုးမြင့်လာတာကနေ့စဉ်ခီးသွားပြည်သူတွေအတွက်ကုန်ကျစရိတ်ပိုတိုးလာနိုင်တယ်လို့တစ်ဖက်မှာလည်းအကျွေးပြဿနာပိုကြုံလာနိုင်တယ်လို့ရန်ကုန်မြို့ကတအူးကပြောပါတယ်400ကျပ်တန်ခရီးကို900ကျပ်တန်ပေးရင်ပြန်အမ်းဖို့တရားမရှိလို့900ကျပ်ပေးစီခဲ့ရတာရှိသလိုအခု600ဆိုရင်လည်း1000ကျပ်တန်ပေးလို့အမ်းစရာအကျွေးမရှိရင်အကျွေးပြဿနာကပိုပြီးတော့ကြီးထွားလာနိုင်တယ်လို့အဲ့ဒီရန်ကုန်မြို့ကထောက်ပြထားပါတယ်ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲနေတဲ့ YBS ရင်လိုင်းကုမ္ပဏီ10ခုကျော်ရှိပါတယ်နေ့စဉ် YBS အစည်းအဝေး100ကျော်ပြေးဆွဲနေပြီးခရီးသည်9သိန်းကျော်စီးနင်းသွားလာလျက်ရှိတယ်လို့ YRTC ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်မြန်မာနိုင်ငံမှာစစ်တပ်ရဲ့အာဏာသိမ်းမှုနောက်ဆက်တွဲအနေနဲ့တိုင်းပြည်ဟာစီးပွားရေးကျဆင်းမှုနဲ့အတူလူထုဟာအလုပ်ကိုင်ရှားပါမှုစားတောက်ကောင်းတဲ့လူသုံးကုန်ပစ္စည်းတွေကုန်စည်နှုန်းကြီးမြင့်မှုစတဲ့အထွေထွေအကျပ်တဲတွေကိုရင်ဆိုင်နေရတာပါ
2024ခုနှစ်နှစ်လယ်ပိုင်းကထုတ်ပြန်တဲ့ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာဆိုရင်မြန်မာလူဦးရေရဲ့32%ကျော်ဖြစ်တဲ့လူ18တန်းကျော်ဟာစင်ရည်တွေနဲ့ရောက်သွားတယ်လို့ဖော်ပြထားပါတယ်ရှင်။ Paper Spring ကတင်ဆက်ပေးနေတဲ့သတင်းတွေကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။